ရွှေမိကလေးနဲ့ရွှေဝါကလေးပုံမြင်ပြောပြလိုက်မယ်နော်ရွှေမိကလေးဟာဂုံတယ်လင်မယားရဲ့သမီးကလေးဖြစ်တယ်သူဟာတရိษံကလေးတွေကိုတိတ်ချစ်တတ်တယ်ဒီနေ့မှာတော့သူအပြင်ကပြန်အလာအိမ်ပေါက်ဝမှာကြောင်ပိန်ကလေးတစ်ကောင်သူညောင်ညောင်အော်နေတာတွေ့တဲ့တတဝါတွေကိုကူညီကဲတင်ဆောင်ရှောက်လို့စိတ်ရှိတဲ့ရွှေမိဟာကြောင်ပိန်ကလေးကိုပွေ့ချီပြီးအိမ်ထဲကိုခေါ်လာတယ်တဲ့ကွယ်သူ့မေမေကသူ့အတွက်ခြံထားတဲ့နွားနို့ကိုချတိုက်တယ်ကြောင်ကလေးကိုလည်းမွေးဖို့သူ့မေမေကိုပူစားတယ်ဒါနဲ့ပဲရွှေမိနဲ့ကြောင်ကလေးရွှေဝါတို့ဟာတပူးတွဲနဲ့တန်ရောစင်ကြီးလာကြတော့တယ်ရွှေဝါဟာသူ့ကိုကဲတင်ဆောင်ရှောက်ခဲ့တဲ့ရွှေမိကလေးရဲ့ကျေးဇူးကိုတိတ်တိတတ်တဲ့ကြောင်လိမ္မာကလေးဖြစ်တယ်ရွှေမိကလေးကိုသူကအချိန်မမှန်နိုးပေးတဲ့နှူးစိတ်ကလေးလည်းဖြစ်တယ်အိမ်ကဟင်းလျာတွေကိုရွှေမိလေးကိုယ်တွေကမကြွေးပဲမစားဘူးတခြားကြောင်နဲ့ကျွတ်တွေရန်ကလည်းကခွဲပြေးတယ်ကျွတ်ကလေးတွေကိုလည်းဖမ်းပြီးပြန်လွတ်တယ်ချိန်ချောင်းပြီးမလာအောင်လုပ်တယ်တကယ်တော့ရွှေဝါလာရွှေမိကလေးကိုစောင့်ရှောက်ဖို့ရောက်လာတဲ့နတ်မိမဲကလေးပါပဲကလေးတို့ရဲ့ရွှေမိကလေးရဲ့မိဘတွေဟာကုံနယ်ကြီးတွေဖြစ်တာကြောင့်မြို့ရကာနယ်ရကာကိုကုံလဲကြီးတွေနဲ့ခရီးဆန့်ရတာမို့ရွှေမိကလေးဟာအိမ်မှာအထီးကျန်ချစ်နေရရှာလေသူ့ကိုစောင့်ရှောက်ဖို့ထားခဲ့တဲ့အထိန်တော်ကြီးကလည်းအသက်ကြီးပြီဆိုတော့ရွှေမိသွားလေရာနောက်ကိုတကောက်မလိုက်နိုင်တော့ဘူးရွှေဝါကတော့ရွှေမိစော့ကစားရနောက်ကိုအမြဲလိုက်တတ်တယ်ရွှေမိအန်ဒီရဲ့ဖြစ်မှတည်ရင်တညောင်ညောင်နဲ့တတိပေးတတ်တယ်ဒီနေ့တော့သူတို့နှစ်ယောက်လဲတော်ထဲမှာကစားရင်ထောင်ကျုပ်တစ်ခုမှမိနေတဲ့ယုံကလေးတစ်ကောင်ကိုတွေ့ရတယ်ရွှေမိကလေးဟာချက်ချင်းပဲယုံကလေးကိုတွားခဲ့တာပေါ့ယုံကလေးကိုထောင်ကျုပ်ကဖြုတ်ပေးပြီးလွတ်လိုက်တော့ယုံကလေးလေးတောထဲကိုပြေးဝင်သွားတဲ့အဲ့ဒီအချိန်မှာပဲထောင်ချောင်းမိနေတဲ့ယုံကလေးကိုဖမ်းစားဖို့ကြံစီချောင်းမြောင်းနေတဲ့ဝံပုလွေကြီးဟာဒေါသူပုံထမိရွှေမိကလေးကိုခုံအုပ်ဖို့ပြေးလာတဲ့ကွယ်အဲ့ဒါကိုမြင်လိုက်တဲ့ရွှေဝါကလေးဟာရွှေမိရွှေကနေဝံပုလွေကြီးကိုတခွီးခွီးမန်ဆောင်ပြီးတိုက်ခိုက်တော့တာပေါ့ရွှေမိကလေးဟာတော့ကြောက်လွန်းလို့မအော်နိုင်ဖြစ်နေတယ်ဝံပုလွေကြီးဟာရွှေမိရှေ့ကမန်ဖီနေတဲ့ရွှေဝါကိုကြိုက်တတ်ဖို့ရှေ့တိုးလာပါရောဒါပေမဲ့ရွှေဝါရဲ့မျက်လုံးထဲကအယောင်တစ်မျိုးဟာဝံပုလွေရဲ့ခြေလမ်းကြီးကိုရက်တန့်သွားစေတဲ့ရွှေဝါရဲ့မန်ဖီတန်ဟာလေမာဂဒဘာသာတရားဓမ္မတွေဖြစ်နေတဲ့ဝံပုလွေဟာတဖြည်းဖြည်းငြိမ်ကျသွားတယ်ရွှေမိကလေးကတော့တအံ့တော်နဲ့နားမလည်ဘူးပေါ့ကွယ်သူဟာငြိမ်နေတဲ့ဝံပုလွေစီကိုရှောက်သွားပြီးခေါင်းကိုပွတ်တက်ပေးလိုက်တယ်ဝံပုလွေဟာလေတောထဲကိုပြောင်းဝင်သွားတဲ့ပုံမြင်လေးကဒါပါပဲကျေးဇူးတင်ပါတယ်